မနက်အရာနိုးလာတဲ့အခါရွေးချယ်စရာညခုပဲရှိတယ်လို့ကိုလေးမြင်အောင်ကြည့်လိုက်ပါရှင်ကိုမွေးရမြေမှာရှည်တန်းစစ်မျက်နှာပြင်စီအချီမရွေးအခေါ်ခံရနိုင်တဲ့အကြောက်တရားရဲ့အမတန်ခက်ခဲတဲ့အနေအထားမျိုးနော်ဟုတ်ပါတယ်ရှင်နောက်တစ်ခုကကြတော့သူစိမ့်နိုင်နာမှာညာတန်းကောင်တကားလာခောက်မဲ့ရေးကိုထိတ်လန့်နေရတဲ့အကြောက်တရားပေါ့နော်ဒီလိုလုံးဝမတူညီတဲ့ဒါမဲ့အသက်ရှူချက်လောက်အောင်ဆိုးရတဲ့အခြေအနေနှစ်ခုတည်းကတခုခုမဖြစ်မနေရွေးချယ်ရတော့မယ်ဆိုရင်ဘယ်အရာကကိုယ့်အတွက်ပိုပြီးဖြူဟာကြမလဲတပိတ်အစီအစဉ်ကနေကြိုဆိုပါတယ်ရှင်ဟုတ်ကဲ့ကြိုဆိုပါတယ်ဗျာဒီကနေ့ကျမတို့ဆွေးနွေးမယ့်အကြောင်းအရာကတော့မြေမောက်ခေတ်မြန်မာလူငယ်တွေနေ့စဉ်နဲ့အမျှရင်ဆိုင်နေရတဲ့အခက်ခဲဆုံးအကြက်အတဲအကြောင်းပဲဖြစ်ပါတယ်ဆိုလိုတာကပြီးပါပေါ့နော်အထူးသဖြင့်ထိုင်းနိုင်ငံမှာပဲဥပဒေပိုင်းဆိုင်ရာမလုံခြုံမှုတွေကြားဆက်လက်ရုန်းကန်မလားဒါမှမဟုတ်ရန်ကုန်ကိုပြန်ပြီးရုပ်ပိုင်းဆိုင်ရာချင်းချောက်မှုတွေကိုရင်ဆိုင်မလားဆိုတဲ့ကိစ္စပါမှန်ပါတယ်ဒါကလက်ရှိမြေပြင်မှာတကယ်ကိုပူနွေးဖြစ်နေတဲ့အခြေအနေလေဟုတ်တယ်အဲ့ဒီတော့ကျမကတော့ရန်ကုန်မှာရှိတဲ့စစ်မှုထမ်းဥပဒေလိုတိုင်းရိုက်အင်္ဂလိပ်တွေနဲ့ခြေခံအဆောက်အုံပြိုကျမှုတွေဟာလူတယောက်ရဲ့ရှင်သန်ခွင့်ကိုတိုက်ရိုက်ဖြစ်စည်းနေလာဖြစ်တဲ့အတွက်ထိုင်းနိုင်ငံမှာနေထိုင်ရတာမလောက်ပဲစိန်ခေါ်မှုတွေရှိနေပါစေနိုင်ငံရပ်ခြားမှာဆက်နေတာကသာပုံမခိုင်မာတဲ့ရွေးချယ်မှုဖြစ်တယ်လို့ယက်တီဆွေးနွေးပါမှာပါရှင်ကျွန်တော်ကတော့အဲ့ဒီအမြင်ကိုအနှဲငယ်ကွေးလွှဲရှင်နေဗျာထိုင်းနိုင်ငံမှာကြုံတွေ့နေရတဲ့ဥပဒေရေးရမရေရာမှုဆိုတာတာမန်ဆိုင်ရစာတန်းကိစ္စတသက်မဟုတ်ဘူးလေအချိန်မရွေးဖန်ဆီးခံရနိုင်ကြတယ်တန်ရိုက်ခံရနိုင်ကြတယ်နဲ့နေ့စဉ်ရှင်တန်းနေရတာဟာလူတယောက်ရဲ့စိတ်ပိုင်းဆိုင်ရာကိုရောရုပ်ပိုင်းဆိုင်ရာကိုပါတဖြည်းဖြည်းချင်းဝါမျိုးသွားတဲ့အရာပါဒါကြောင့်မို့လို့တေချာတွက်ချက်ထားတဲ့ backup plan ပေါ့နော် ANC မှန်ကင်းရှိတဲ့ကျွမ်းကျင်မှုပိုင်းဆိုင်ရာအရေးတွေရှိတဲ့ professional တွေနေနဲ့ဆိုရင်မိသားစုရှိရာရန်ကုန်ကိုပြန်ပြီးကိုပိုင်လုံခြုံရေးဝင်းကျင်ငယ်တစ်ခုတိဆောက်တာကရေရှည်မှာပိုပြီးလက်တွေ့ကျတဲ့လုံခြုံမှုကိုပေးစွမ်းနိုင်တယ်လို့ကျွန်တော်ယုံကြည်ပါလေကောင်းပါပြီဒါဆိုရင်ကျမတို့ရန်ကုန်ကမြေပြင်ခြေတွေကိုအရင်ဆုံးထုံးသက်ကြည့်အောင်လေကျမတို့လုံခြုံရေးဆိုတာကိုအတိတ်ပဲဖွင့်ဆိုတဲ့အခါအခြေခံအကြဆုံးကငါ့ရဲ့အသက်အန္တရာယ်နဲ့ခဏကိုဘယ်ရာကတိုက်ရိုက်ချိန်ချောက်နေလဲဆိုတာပါပဲဟုတ်ကဲ့ဒါကတော့အခြေခံအကြဆုံးပဲလေဟုတ်တယ်မလားရန်ကုန်မှာလက်ရှိအသက်အရွယ်ကျုံးဝင်နေတဲ့လူငယ်တွေအတွက်စစ်မှုထမ်းဥပဒေဆိုတာဥပဒေတစ်ခုသက်မဟုတ်တော့ဘူးရှင့်ဒါဟာကိုယ့်ရဲ့နေ့စဉ်သွားလာလှူရှားမှုတိုင်းညအိယာဝင်တဲ့အချိန်တိုင်းမှာမနှက်ဖြန်ငါပါသွားမလားဆိုတဲ့ဓာတ်ရိုက်ရုပ်ပိုင်းဆိုင်ရာချိန်ချောက်မှုကြီးဖြစ်နေပါတယ်သိကြတာပေါ့ဒါကကြီးမားတဲ့ဖိအားကြီးပါဒါပေမဲ့ခဏလေးရှင်ကျွန်မပြောချင်တာကထိုင်းနိုင်ငံမှာဖမ်းဆီးခံရနိုင်တယ်ဆိုတာကိုကျွန်မမငြင်းပါဘူးဒါပေမဲ့ဖမ်းဆီးခံရရင်တောင်ဒါဟာအုပ်ချုပ်ရေးပိုင်းဆိုင်ရာအေယူမှုငွေတန်ရိုက်ခံရမှုဒါမှမဟုတ်ပြည်နေတဲ့ပြည်ခံရမှုအဆင့်မှာပဲရှိပါသေးတယ်ရန်ကုန်မှာခေါ်ခံရပြီဆိုရင်တော့ရှေ့တန်းစစ်မျက်နှာဆိုတဲ့အသက်အန္တရာယ်နဲ့တိုက်ရိုက်ရင်ဆိုင်ရတော့မှာပါဒီလိုချိုင်းချောက်မှုပြင်းအားကိုရှင်ကြည့်လိုက်ရင်ပဲထိုင်းမှာဆက်နေတာကရွတ်တီပိုတန်နေတာကိုတွေ့ရမှာပါရှင်ခင်ဗျားပြောတဲ့အန္တရာယ်ရဲ့ပြင်းအားဆိုတာကိုကျွန်တော်နားလည်ပါတယ်ဒါပေမဲ့ထိုင်းနိုင်ငံကဥပဒေပိုင်းဆိုင်ရာမလုံခြုံမှုဆိုတာကိုတာမန်ဝေဒန်ရိုက်ခံရုံလောက်ပဲလို့ပေါ်တန်တာရှုမြင်လိုက်တာကတော့မြေပြင်မှာတကယ်ဂျုံတွေးနေရတဲ့လူတွေရဲ့အခက်အခဲကိုမျက်ကွယ်ပြုရာရောက်နေမလားပဲဗျာမြက်ခွေပြူတာတော့မဟုတ်ဘူးလေတကယ်အသက်အန္တရာယ်နဲ့ရှင်ပြတာပါဟုတ်ပြီကျွန်တော်တို့စာရွက်စာတမ်းကိစ္စတွေကိုတေချာကြည့်အောင်ဗျအခုဆိုရင်မြန်မာလူမျိုးတွေထိုင်းကိုလာတဲ့အခါ passport အမျိုးအစားအမျိုးမျိုးနဲ့လာကြတယ်တချို့က PV လို့ခေါ်တဲ့ Labor passport နဲ့လာတယ်ဥပဒေအရ PV နဲ့အလို့နှုတ်ခွင့်မရှိဘူးလေဟုတ်ပါတယ်အဲ့ဒါကတရားမဝင်ဘူးပေါ့နော်အဲ့ဒါပဲလေဒါပေမဲ့ရှင်တန်ရဲ့အသက်အလို့လို့ရတဲ့အခါသူတို့ဟာထိုင်းရဲရဲ့အချင်းမရွေးငွေညစ်နိုင်တဲ့ပြည်မှတ်တွေ direct ဖြစ်သွားပါတယ်ကဲတချို့က PJ လို့ခေါ်တဲ့အလုပ်ကိုင် passport နဲ့လာတယ်ဒါမှမဟုတ် MOU system နဲ့လာတယ်ဒီလိုတရားဝင်စာရွက်စာတမ်းရှိတယ်ဆိုရင်တော့လုံခြုံသွားပြီလားအတားတိုင်းရှင်တော့တော်တော်လေးစိတ်ချရပြီမဟုတ်ဘူးလားရှင်မဟုတ်ပြင်ဘူးဗျ MOU ဆိုရင်အလုပ်ရှင်တဦးတည်းအောက်မှာပဲအလုပ်လုပ်ရတယ်အလုပ်ရှင်ကအလုပ်ထုတ်လိုက်တာနဲ့တပြိုင်နက်ကိုရတရားဝင်နေထိုင်ဝင်ကချက်ချင်းပြပြေဝါရောပြီးတော့ထိုင်းအစိုးရရဲ့မူဝါဒတွေကလည်းအချိန်မီပြောင်းလဲနေရပါအဲ့ဒီဥပဒေပြောင်းလဲတွေရှိနေတာမှန်ပါတယ်ဒါပေမဲ့တောင်းပန်ပါတယ်ဗျာကျွန်တော်ဒီချက်လေးကိုစုံအောင်ပြောပြပါစီဒီလိုမရေရတဲ့ဥပဒေတွေအောက်မှာနေရတဲ့အခါဖေးလာလဲဆိုတော့လမ်းထွက်လို့ရဲဂိတ်တွေတာနဲ့နှလုံးခုန်မြန်လာတယ်ကိုမအထောက်ထားပြည့်စုံနေရင်တောင်မှဘာပြစ်ရှာပြီးဖမ်းမလဲဆိုတဲ့အကြောက်တရားကအမြဲတမ်းရှိနေတယ်ဗျာsafe face မို့တော့အတော်များမယ်ဒီတိုင်းအစော်ကားခံနေရတာဟာတကယ့်ကိုကြီးမားတဲ့ချင်းချောက်မှုပါပဲဗျာဟုတ်ပါပြီခမရဲ့ထောက်ပြချက်ကအလွန်လက်တွေ့ကြပါတယ်ရှင်ရေဂိတ်ကိုဖျက်ရတဲ့အခါခန်းစားရတဲ့စိတ်ဖိစီးမှုဒုတိယတန်းစာနိုင်ငံသားတယောက်လိုဆက်ဆံခံရမှုဆိုတာတကယ်အမှန်တရားတွေပါ
ဒါပေမဲ့ဒီနေရာမှာကျွန်မဝင်ပြီးမြဟုံးထုတ်ချင်တာကအဲ့ဒီလိုဖြည့်ဆည်းမှုတွေရှိနေပေမဲ့လည်းဘာကြောင့်လူငယ်အများစုကထိုင်းမှာပဲဆက်နေဖို့ရွေးချယ်နေကြတယ်လဲဆိုတာပါပဲ အဲ့ဒါကတော့ အဖြေကယူရှင်းပါတယ်ရှင်ထိုင်းနိုင်ငံဟာအနာဂတ်လမ်းစာရှာနိုင်တဲ့နေရာတစ်ခုဖြစ်နေလို့ပါဒီအချက်ကိုကျမတို့မျက်ွယ်ပြုထားလို့မရပါဘူးခိုင်းမှနေခြင်းအပြင်တတိယနိုင်ငံကိုဆက်သွားဖို့လမ်းကြောင်းတွေပေါ့နော်ကိုရှာဖွေနိုင်တယ် တတိယနိုင်ငံမှာဟုတ်ပြီ ဟုတ်တယ်လေနိုင်ငံတကာအဖွဲ့အစည်းတွေမှာအလုပ်လုပ်ဖို့ပညာသင်ဆုလျှောက်ဖို့ဘာသာစကားသစ်တွေသင်ယူဖို့အခွင့်အလမ်းကရန်ကုန်မှာထက်အစာပေါင်းများစွာပိုပွင့်လင်းနေပါတယ်ရန်ကုန်မှာဆိုရင်နိုင်ငံကိုလက်မှတ်လျှောက်ဖို့ကအစ40ခန်းထပ်ခွာဖို့အစုံအားလုံးကပိတ်ဆို့ကန့်သက်ခံလာရပြီမဟုတ်လား ဟုတ်ပါတယ်တွာလာခွင့်တွေပိတ်နေတာတော့မှန်ပါတယ် အဲ့ဒီတော့အခုထိုင်းမှာကြုံတွေ့နေရတဲ့အခက်အခဲဆိုတာပိုကောင်းတဲ့အနာဂတ်စီသွားဖို့အတွက်ပိတ်ဆက်ရတဲ့အရာကြီးရင်းနှီးမြှုပ်နှံမှုတစ်ခုလို့မမြင်နိုင်ဘူးလားရှင် တတိယနိုင်ငံကိုဆက်သွားဖို့ဆိုတဲ့အချက်ကိုခင်ဗျားထည့်ပြောလာလို့တော်သေးတယ်ဒါအထုလူငယ်တွေကြားမှာအများဆုံးပြောလို့ရှိတဲ့အမျှော်လင့်ချက်တစ်ခုလေဒါမဲ့ကျွန်တော်လက်တွေ့ချက်ချတင်ချနေရတွက်ချီရအောင်ဗျာ တွက်ချီကြတာပေါ့ တတိယနိုင်ငံကိုထွက်သွားနိုင်ဖို့ဆိုတာလူတိုင်းအတွက်ဖြစ်နိုင်တယ်ရလားလုံးဝမဟုတ်ပါဘူးအဲ့ဒီလိုသွားနိုင်ဖို့အတွက်ငွေကြီးအများများလိုတယ်နိုင်ငံတကာစစ်မိဘာသာစကားကျွမ်းကျင်မှုလိုတယ်ပြီးတော့ထူးချွန်တဲ့ပညာရပ်ပိုင်းဆိုင်ရာအရည်ချင်းတွေလိုအပ်ပါတယ် ဒါတော့ပြင်ဆင်မှုတော့လိုတာပေါ့လေ တကယ်တမ်းမြေပြင်မှာထိုင်းကိုရောက်နေတဲ့မြန်မာလူငယ်ရာဂိုင်နှုန်းဘလောက်ကအဲ့ဒီလိုအခွင့်အရေးကိုစုကင်နိုင်မလဲအများစုကတော့နေစဉ်စာဝတ်နေရေးအတွက်ဗီဇာတက်တန်တိုးဖို့အတွက်အလုပ်ချမ်းလေစားစောက်ဆိုင်တွေစက်ရုံတွေမှာပဲအချင်းကုန်လူပန်းဖြစ်နေကြတာပါ ဒါမဲ့အခွင့်အလမ်းတော့ရှိနေသေးတယ်လေရန်ကုန်မှာကြအဲ့ဒီခွင့်လန်းတော့မရှိတော့တာ ခဏလေးဗျာကျွန်တော်ပြောချင်တာကတတိယနိုင်ငံဆိုတဲ့အိမ်မက်ကအလွာတရက်စာအခွင့်ထူးခံလူနည်းစုစာအတွက်ပဲလက်တွေ့ဆန္ဒလို့ပြောချင်တာပါကျန်တဲ့သူတွေတော့ကတော့ထိုင်းနိုင်ငံရဲ့ဥပဒေ6ကမ်းပါးစုံမှာနေစဉ်ရှောက်လန်းနေရတဲ့ဘဝကသာတကယ်လက်တွေ့ပါဗျာ ခင်ဗျားရဲ့သုံးသက်ချက်ကတချို့အပိုင်းတွေမှာမှန်ပါတယ်ရှင်လူတိုင်းရဲ့အတွက်တတိယနိုင်ငံဆိုတာမဖြစ်နိုင်ဘူးဆိုတာကိုကျမလက်ခံပါတယ်ဒါပေမဲ့အဲ့ဒီလူအများစုအတောင်မှာထိုင်းနိုင်ငံမှာနေထိုင်ခြင်းကပေးစွမ်းနိုင်မဲ့အကြီးမားဆုံးလုံခြုံရေးတစ်ခုရှိပါသေးတယ် ဘလို့လုံခြုံရေးမျိုးလဲဗျာ အဲ့ဒါကတော့ငွေကြေးတည်ငြိမ်မှုပါပဲရှင်ထိုင်းနိုင်ငံမှာအခြေခံအလုပ်ကျန်းလုပ်ရတဲ့ဆိုဦးတော့ရလာတဲ့ဝင်ငွေဟာတန်ဖိုးခိုင်မာတဲ့ဘတ်ငွေဖြစ်နေပါတယ်ရန်ကုန်ကစီးပွားရေးချင်းတွေကိုခင်ဗျားဘယ်လိုမြင်လဲ ရန်ကုန်ကစီးပွားရေးကတော့တော်တော်လေးကိုကြက်တဲနေတာတော့ငင်းစရာမရှိပါဘူး ဒီမအမြင်ကိုပြောရရင်ရန်ကုန်မှာဝင်ငွေရှာနေရတာဟာဘယ်လိုပြောမလဲအောက်ဆင်းနေတဲ့ဆက်လေကားပေါ်မှာအပေါ်ကိုပြေးတက်နေရလို့ပဲရှင်ကိုကဘလောက်ပဲစူးစမ်းပန်းစားအလုပ်လုပ်ပြီးကျန်းငွေတွေရှာနေပါစေငွေကြေးဖောင်းဖို့မှုနဲ့ကုန်စည်နှုန်းကြီးမြင့်မှုဆွဲဆက်လေကားကြီးကကိုယ့်ရဲ့ဝယ်ယူနိုင်စွမ်းအားကိုနေ့စဉ်နဲ့မြအောက်ကိုပြန်ဆွဲချနေရတာ ဒီဥပမာကတော်တော်ထိမိတယ်ဗျာဟုတ်တယ် မနေ့ကစန်ဒေးအိတ်ဝယ်လို့ရရင်ငွေကဒီနေ့မှစန်တဝက်ပဲဝယ်လို့ရတဲ့အခြေအနေလေဒီလိုစီးပွားရေးစနစ်ပြိုကျနေမှုဟာတာမန်အခက်ခဲမဟုတ်ပါဘူးလူတယောက်ရဲ့ရေရှည်ရှင်တန်ရက်တည်နိုင်စွမ်းကိုအမြင့်ခနဲ့လိုက်လီးနေတဲ့တိုက်ရိုက်ချင်းချောက်မှုကြီးပါထိုင်းမှာကြတော့ဘတ်ငွေရှာနိုင်တဲ့လက်စစ်မီနစ်ဆက်လီနိုင်လာတဲ့အင်တာနက်အမြဲရလေဒီအခြေခံအစအောင်တွေတင်းငင်နေချင်းကပဲနေ့စဉ်ဘဝအတွက်အခိုင်အမာဆုံးလုံခြုံရေးမဟုတ်ဘူးလားရှင် ခင်ဗျားသုံးသွားတဲ့အုပ်စိမ့်နေတဲ့ဆက်လက်ကားဆိုတဲ့ဥပမာကတော်တော်လေးကောင်းပါတယ်ရန်ကုန်ကငွေကြေးဖောင်းဖို့မှုအခြေအနေကိုကောင်းကောင်းတည်ဖွယ်နိုင်ပါတယ်ဒါမဲ့ထိုင်းမှာဘတ်ငွေရှာနေရတဲ့အခြေအနေကိုကျွန်တော်ဖုံဖို့ကြည့်အောင်ဗျာ ပြောချင်ပါအောင်ရှင် ထိုင်းမှာဘတ်ငွေရှာနိုင်တယ်ဆိုတာမှတ်မယ်မေအဲ့ဒီဝင်ငွေရှာတဲ့လမ်းကြောင်းဟာဂေတိုင်းမှာပိတ်ဆံပေးရတဲ့လမ်းမကြီးပေါ်မောင်းနေရတယ်လို့ပဲ ဟုတ်လားဘယ်လိုမျိုးကုန်ကြစရိတ်ဒီလဲ ကိုရှာရတဲ့ဘတ်ငွေတွေကဘယ်ကိုပြန်ရောက်သွားလဲဗီဇာတတန်းတိုးဖို့ပွေးစားခါးတွေအလုံးလုံးခွင့်လက်မှတ်လုပ်ဖို့ကုန်ကြစရိတ်တွေရေးစရင်ပေးရတဲ့ကောက်ခန့်ငွေတွေဒါတွေအားလုံးကကိုယ့်မင်ငွေရဲ့ကြီးမားတဲ့အစိပ်ပိုင်းတစ်ခုကိုဝါမျိုးသွားတာပါပဲဗျာ အဲ့ဒါရောရှိတာပေါ့နော် ဟုတ်တယ်လေဆိုတော့ကိုရှာရတဲ့ငွေကကိုဘဝတိုးတက်ဖို့တက်မဟုတ်ပဲထိုင်းနိုင်ငံမှာဒုတိယရန်စားနိုင်ငံသားဖြစ်တရားဝင်နေထိုင်ခွင့်လေးရဖို့တက်ပြန်ကုန်သွားတာပါ အဲ့ဒီကုန်ကြစရိတ်တွေရှိတာကိုကျွန်မမငြင်းပါဘူးရှင်ဒါပေမဲ့အဲ့ဒီလိုပေးလိုက်ရရင်တောင်အ ਨੇ ဆုံးတော့ကို့မှာလုံလောက်တဲ့စားဝတ်နေရေးနဲ့လုံခြုံတဲ့နေထိုင်မှုပတ်ဝန်းကျင်တစ်ခုကြံသေးတယ်လी ရန်ကုန်မှာလည်းကိုပတ်ဝန်းကျင်နဲ့ကိုဖန်တီးလို့ရနိုင်တာပဲလေ အမရဘူးလေရှင်ရန်ကုန်မှာကြတော့လက်စာကောင်းတဲ့အလုပ်တစ်ခုရရင်တောင်မီးလာဖို့အတွက်မီးစဝယ်ရမယ်တက်စီကိုဈေးကြီးပေးဝယ်ရမယ်အင်တာနက်ပဲတောက်မှုအတွက် backup plan တွေအများကြီးလုပ်ရမယ်အဲ့ဒီကုန်ကြစရိတ်တရားကိုထိုင်းကဗီဇာစရိတ်ထက်ညော့နေတော့လို့လားရှင် အဲ့ဒီမှာတင်ကျွန်တော်တို့အဓိကထားဆွေးနွေးရမယ့်အခြေရောက်လာပြီဗျာအဲ့ဒါကတော့ professional တွေနဲ့ကျွန်တော်ရဲ့ backup plan ပါပဲခင်ဗျပြောသလိုရန်ကုန်မှာခြေခံဆောင်နေယူရင်းနေတာမှန်းတယ်
ဟုတ်တယ်လုံးဝယိုယွင်းနေတာပါ ဒါမဲ့လက်ရှိမှာနိုင်ငံတကာအတွေ့အကြုံရှိတဲ့ကျွမ်းကျင်မှုရှိတဲ့ professional တွေအများစုကပြေးဘက်ကိုထောက်သွားကြတဲ့အတွက်ပြည်တွင်းကလုပ်ငန်းခွင်တွေမှာ talent ပြက်လက်မှုပေါ့နော် brain drain အကြီးအကျယ်ဖြစ်နေပါတယ် အဲ့ဒီအချက်ကတော့ဟုတ်ပါတယ် ဒီအချိန်မှာတေချာပြင်ဆင်ထားတဲ့ professional တယောက်ရန်ကုန်ကိုပြောလာမယ်ဆိုရင်သူဟာလုပ်ငန်းခွင်မှာအရေးပါတဲ့နေရာကိုအလွယ်တကူရနိုင်ပါတယ်လဆကိုလည်းနိုင်ငံချမ်းငွေနဲ့ဖြစ်စေဒါမှမဟုတ်ငွေချေဖောင်းမှုကိုကာမိတဲ့နှုံထားနဲ့ဖြစ်စေတောင်းဆိုနေတဲ့အားသာချက်ရှိတယ်လေ ဒါပေမဲ့မိကိစ္စအင်တာနက်ကိစ္စတွေကကော ရှင်းရှင်းလို့ရပါတယ်ဗျာကိုယ်ပိုင် inverter တမဲ့ Starlink လိုမျိုး internet သုံးနေဆိုပါတော့ဆိုလိုတာကကိုယ့်ရဲ့ဝင်ငွေနဲ့ကိုယ်ပိုင်လုံခြုံရေးဝန်းကျင်ငယ်လေးတစ်ခုကိုတည်ဆောက်နိုင်စွမ်းရှိပါတယ် ကိုပိုင်ဝင်းကျင်ငယ်ပေါ့နော် ဟုတ်တယ်ပြီးတော့အရေးကြီးဆုံးကကိုမိသားစုကိုအင်ကိုရမှာနေရာနဲ့တော့ရလာတဲ့စိတ်ပိုင်းဆိုင်ရာလုံခြုံမှုပါသူစိမ်းနာကအဝေး6ကမ်းမှာအမြဲတမ်း safe ရှိနေရမယ့်အစားကိုပတ်ဝန်းကျင်မှာကိုယ်စွမ်းစာနဲ့ခိုင်မာတဲ့ backup plan တွေကိုဖန်တီးပြီးနေထိုင်တာကပိုပြီးယူတည်မှုတန်မှုလားဗျာ ခမပြောတဲ့အဲ့ဒီဝန်းကျင်ငယ်လေးဆိုတာနည်းနည်းစိတ်ကူးရင်ဆန်လွန်းနေမလားဗျရှင် ဘာလို့လဲဗျလက်တွေ့လုံနေတဲ့သူတွေရှိနေတာပဲလေ ဟုတ်တယ်လို့တော့လုံနေကြတယ်ဒါမဲ့ခမဘလောက်ပဲပိတ်ဆိုင်ရှိအင်ဗာတာတွေအင်တာနက်တွေဘလောက်ပဲတထားအဲ့ဒီဝန်းကျင်ငယ်လေးကစစ်မှုထမ်းဖို့စင့်ခေါ်စာရောက်လာတဲ့နေ့မှာတက်စစ်စီရိတ်ချုပ်ခံရမှာပဲလေ အဲ့အန်ဒီရောရှိတာဝနော် ပြီးတော့ခိုင်မာလေ backup plan ဆိုတာကိုကျမတို့တေချာတဲ့ပဲဖွင့်ကြည့်အောင်လीရန်ကုန်လိုနိုင်ငံရေးစီးပွားရေးအချိန်မရွေးပြူကြနိုင်တဲ့နေရာမျိုးမှာဘယ်လို backup plan မျိုးအလုပ်ထင်ပါလဲဘန်တွေကငွေထုတ်မရရင်ဘယ်လိုလုပ်မလဲရှင် ဒါကတော့ငွေကြေးစီမံခန့်ခွဲမှုကျွမ်းကျင်ရင်ရနိုင်ပါလေတဲ့ မရဘူးလေရှင်သူငုံဒီရတန်သွားလို့မီးစပ်ပြည့်စီဝဲမရတော့ရင်ခမရဲ့ဝင်ချင်းကြီးကြီးဘယ်လိုဆက်လက်ပါမလဲစစ်တမ်းတစ်ခုလုံးပြူကြနေတဲ့အချိန်မှာတတိပုဂ္ဂလလုံခြုံရေးဆိုတာဒီဆောက်လို့မရပါဘူးထိုင်းမှာကဥပဒေရေးအားခွဲခြားဆက်ဆံမှုတွေရှိနိုင်ပေမဲ့နိုင်ငံရဲ့စနစ်ကြီးတစ်ခုလုံးကတော့ပုံမှန်လဲပတ်နေတာပဲလေ ဟုတ်ကဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကပြဿနာကိုရှုထောက်လို့ခုနဲ့ခွဲခြားကြည့်ဖို့လိုလာပါပြီကျမမြင်မှာတော့ဒီရွေးချယ်မှုဟာခက်မှန်းလို့ရခဲ့အခက်ခဲနဲ့ခက်မှန်းလို့မရခဲ့အန်ဒီရဲ့ကြားကရွေးချယ်မှုပါပဲရှင် အဲ့ဒီခွဲခြားစိတ်ဖြာမှုကိုကျွန်တော်သဘောကျတယ်ဗျဒါပေမဲ့ဘယ်ရာကခတ်မှန်းလို့ရပြီဘယ်ရာကခတ်မှန်းလို့မရဘူးဆိုတဲ့အပေါ်မှာတော့ကျွန်တော်တို့အမြင်ကွဲလွဲနေပါတယ် ရှင်ကဘလို့ကွဲလွဲလို့လဲ ခဗျားကထိုင်းနိုင်ငံကအခြေအနေကိုခတ်မှန်းလို့ရတဲ့အခက်အခဲဖြစ်မြင်ပြီးရန်ကုန်ကိုခတ်မှန်းလို့မရတဲ့အန်ဒီရဲ့လို့မြင်တယ်ကျွန်တော်ကတော့ပြောင်းပြန်မြင်တယ်ဗျ ဘလို့မျိုးပြောင်းပြန်လဲ ထိုင်းနိုင်ငံရဲ့ဥပဒေအပြောင်းလဲရဲ့80ဖမ်းဆီးမှုဆိုတာတွေကဘယ်ချိန်လာမှမသိရဲ့ခံမှန်းလို့မရတဲ့အန်ဒီတွေပါကိုကဥပဒေနဲ့အညီနေပေမဲ့လည်းမထင်မှတ်ထားတဲ့အချိန်မှာဒုက္ခရောက်နိုင်ပါတယ်။တစ်ဖက်မှာတော့ရန်ကုန်ကကုန်စည်နှုန်းကြီးတာမိပြတာတွေကနေ့စဉ်ကြုံတွေ့နေရတဲ့အတွက်ခံမှန်းလို့ရတဲ့အခက်အခဲတွေဖြစ်သွားပြီလေ နေ့စဉ်ဖြစ်နေတော့အသားကျသွားပြီဆိုတဲ့သဘောပေါ့ ဟုတ်တယ်လူတွေကမိဘဲအချိန်လာမလဲဘလို့ဖြစ်ရှင်းမလဲဆိုတာကိုသိနေပြီစစ်မှုထမ်းဥပဒေဆိုရင်တော့မှအသက်အရွယ်ကန့်သက်ချက်ထဲမှာပါတဲ့သူတွေဒါမှမဟုတ်တခြားကင်းလွတ်ခွင့်ရနိုင်တဲ့အနေအထားရှိတဲ့သူတွေအတွက်တော့ရန်ကုန်ဟာရှင်တန်းလို့ရနိုင်တဲ့နေရာတစ်ခုပါဗျာ ခင်ဗျားရဲ့ချင်းကပ်ပုံကစိတ်ဝင်စားစရာပါပဲရှင်လူတစ်ယောက်ရဲ့ကိုယ်ပိုင်အခြေအနေပေါ်မူတည်ပြီးအန်ဒီကိုအကဲဖြတ်ပုံကွာခြားသွားတယ်ဆိုတာကိုကျွန်မလက်ခံပါတယ် ဟုတ်ကဲ့ အထူးသဖြင့်စစ်မှုထမ်းအသက်အရွယ်ကန့်သက်ချက်ထဲမပါဝင်တော့တဲ့သူတွေအတွက်ရန်ကုန်ကိုပြန်ဖို့စဉ်းစားတာကတစ်မျိုးဖြစ်နိုင်ပါတယ်။ဒါပေမဲ့ကျမတို့ရင်းမိစာတိုင်းနောက်ဆုံးကြံပြုချက်ကိုပြန်ကြည့်မယ်ဆိုရင်ရှင်းရှင်းလင်းဖော်ပြထားတာကလက်ရှိအချိန်မှာလူငယ်အများစုကတော့ထိုင်းမှာပဲဖြစ်ဖြစ်တခြားနိုင်ငံမှာပဲဖြစ်ဖြစ်ဆက်နေတာကပိုပြီးအခွင့်အလမ်းရှိတယ်လို့ယူဆကြတယ်ဆိုတာပါပဲ။ ဒါကတော့လက်ရှိရေးစီကြောင်းပါလေ ဟုတ်တယ်ဒါဟာဘာကိုပြနေလဲဆိုတော့စနစ်တကျပြုတ်ကျနေတဲ့နိုင်ငံတစ်ခုမှာအောက်ခြေကနေပြန်ယုံထားမယ်အန်ဒီထက်စာရင်နိုင်ငံရေးချက်ကဥပဒေပေါင်းတွေကြားမှာယုံကန်ရတာကမှကိုပိုင်စူးစမ်းအားထုတ်မှုအပေါ်မှာပိုပြီးမူတည်နေသေးတယ်ဆိုတဲ့သဘောပါရှင်ရန်ကုန်မှာကကိုဘလောက်တော်ကိုဘလောက်စူးစမ်းပြင်မပြီးရောဂါတွေကြောင့်အချိန်မြေ3ညပြန်ဖြစ်သွားနိုင်လို့ ုံနာနိုင်မိရွတ်တိရှိတဲ့ကောက်ချက်ချမှုပါပဲဒီဆွေးနွေးချက်တွေကိုပြန်ချုပ်ကြည့်မယ်ဆိုရင်ပေါ့နော်ကျွန်တော်တို့နှစ်ယောက်စလုံးဟာမြန်မာလူငယ်တွေရင်ဆိုင်နေရတဲ့ကြီးမားလာတဲ့အကြအတဲကိုမတူညီတဲ့ရှုထောင့်တွေကနေမိမောင်းထိုးပြခဲ့ကြတာပါ ဟုတ်ပါတယ်ရှင် ခမရဲ့ထောက်ပြချက်ဖြစ်တဲ့ရန်ကုန်ကစနစ်တစ်ခုလုံးပြိုကျနေမှုအထူးသဖြင့်စစ်မှုထမ်းဥပဒေလိုရုပ်ပိုင်းဆိုင်ရာနဲ့အတက်အန်ဒီရဲ့ကိုတိုက်ရိုက်ချင်းချောက်နေမှုတွေဟာတကယ်ကိုကြောက်မဖွယ်ကောင်းတဲ့ຢာတွေဖြစ်တယ်ဆိုတာကိုကျွန်တော်အပြည့်အဝအတိအမှ feel ပါတယ်ဗျာ ကျေးဇူးပါရှင် ဒါပေမဲ့တစ်ဖက်မှာလည်းထိုင်းနိုင်ငံလိုတူစိမ့်မြေမှာမိနစ်စဉ်ရင်ဆိုင်နေရတဲ့ဥပဒေပိုင်းဆိုင်ရာအကြောက်တရားဖန်ဆီးခံရနိုင်ခြင်းနဲ့ဒုတိယရန်စာနိုင်ငံသားဖြစ်နေထိုင်ရတဲ့စိတ်ပိုင်းဆိုင်ရာဖြီးရီးမှုတွေဟာရေရှည်မှာလူတယောက်ကိုအတွင်ကြကြဖြတ်စီးပြစ်နိုင်တယ်ဆိုတာကိုလည်း short တွက်လို့မရပါဘူးဗျာ
လုံခြုံရေးဆိုတာရုပ်ပိုင်းဆိုင်ရာပြေခေမှုအပြင်စိတ်ပိုင်းဆိုင်ရာတည်ငြိမ်မှုနဲ့လူကုန်တက်ခအပြည့်အဝရှင်သန်ခွင့်တွေလည်းပါဝင်နေတာကို တခြားတာပေါ့ရှင်ကျမတို့ရဲ့အမြင်ဒီကွဲလွဲနေပေမဲ့ဒီဆွေးနွေးပွဲကနေပေါ်ထွက်လာတဲ့အရေးကြီးဆုံးအချက်ကတော့ရှင်းလင်းနေပါတယ်ဒါကတော့မြန်မာလူငယ်တွေအတွက်အခုအချိန်မှာစုံလင်ပြေဝတဲ့လုံခြုံရေးဆိုတာလုံးဝမရှိတော့ဘူးဆိုတာပါပဲ ဝိုင်းနေစရာကောင်းပေမဲ့တကယ်အမှန်တရားပါပဲရွေးချယ်စရာလမ်းနှစ်တွေလုံးဟာကိုနီကိုဟန်และအန်တရတွေချီပါပဲကျမတို့ကြုံတွေ့နေရတာကကောင်းတာနဲ့ဆိုးတာကြားကရွေးချယ်မှုမဟုတ်တော့ပဲဆိုးရွားမှုနှစ်ခုကြားမှာဘယ်အရာကကိုယ့်ရဲ့လက်ရှိအခြေအနေအရေးချင်းနဲ့ခံနိုင်ရပုံမူတည်ပြီးပိုပြီးရင်ဆိုင်နိုင်စွမ်းရှိမလဲဆိုတာကိုရွေးချယ်ရတာဖြစ်ပါတယ်ခင်ဗျာပြောသလိုတေချာတဲ့ backup plan ရှိတဲ့သူကတစ်မျိုးဘာမှမရေရာသေးပဲအစကနေပြန်ဆရမယ့်သူကတစ်မျိုးလူတူဦးချင်းစီရဲ့အဖြေကကွဲပြားသွားမှာပါ မှန်ပါဗျာကျမတို့အနေနဲ့နားဆင်သူဒီကိုဘယ်လန်းကတော့အကျွင်းမှန်မှန်ကန်ပါတယ်လို့လမ်းညွှန်ဖို့မထင်နိုင်ပါဘူးဒါပေမဲ့ဒီကနေ့ဆွေးနွေးချက်ဒီကနေတဆင့်ကိုပြန်မေးရမယ့်မေးခွန်းတွေတော့ရလိုက်မှာပါဟုတ်ကဲ့ဘယ်လိုမေးခွန်းမျိုးနေလဲရှင် ငါဟာရှက်စမီနဲ့အင်တာနက်ကိုရဖို့အတွက်နေ့စဉ်ဥပဒေရဲ့ချင်းချောက်မှုအောက်မှာအိတ်ဆက်ရတလားဆိုတာမျိုးပေါ့ဒါမှမဟုတ်ကိုယ်ရမိသားစုရဲ့နှွေးထွေးမှုကိုရဖို့အတွက်နိုင်ငံရေးနဲ့စီးပွားရေးမုန်တန်းတွေကြားတဲ့ကိုပြန်လည်ဝင်ရောက်ရတလားကိုယ့်ရဲ့စွမ်းရည်နဲ့ backup plan ကဘလောက်ထိခိုင်မာနေပြီလဲဆိုတာတွေကိုတေချာချင်းထိုးစဉ်းစားနိုင်မယ်လို့ယုံကြည်ပါတယ် အမှန်ပါပဲရှင်ကျမတို့ရှောက်ရမယ့်လမ်းဟာချောင်းမွေတွေကတ်တရလည်းမဟုတ်တော့သိချပါတယ်ဒါပေမဲ့ကိုရှောက်ရမယ့်လမ်းရဲ့တဘောတဘာဝဘယ်နေရာမှာ6ရှိတယ်ဘယ်နေရာမှာစူးညောင်းခလုံရှိတယ်ဆိုတာကိုကြိုတင်သိမြင်ထားခြင်းကပဲဒီခက်ခဲတဲ့ခက်ကြီးထဲမှာကျမတို့ဖန်တီးယူနိုင်တဲ့တခုတည်းသောလုံခြုံရေးဖြစ်ပါလိမ့်မယ် ဟုတ်ပါတယ်ဗျာဒါကတော့ကိုအကောင်းဆုံးပြင်ဆင်ထားဖို့ပဲရှိတာ哦 ဟုတ်ကဲ့နောက်ထပ်ပုံမနန်းတဲ့ရှုထောင့်တွေကိုဆက်လက်ရှာဖွေနိုင်ဖို့တိုက်တွန်းရင် The Debate အစီအစဉ်ကိုနားဆင်ပေးတဲ့ကျေးဇူးတင်ပါတယ်ရှင်